episode 2စမှာတော့ခန်းနာကြီးကျယ်လာတဲ့ခိုင်ကျိုးကျောင်းတော်ယူပြီးပြရပြီးတော့ကိုလိုကိုနဲ့အတူ Generation of America ကကောင်းတက်ရတော့မယ်ဆိုတော့ဆေးလောက်ရှာပြီးမနက်ဒီအိလိုမီယာဖြစ်နေခဲ့တဲ့ခက်မျိုးတွေ့ရှိလိုက်ရပါတယ်အသင်းပေါ်တွေကတခါလေးပါလာကြပြီဖြစ်ပါတယ်ခင်ဗျာကျောင်းတော်လေးကျယ်တော့လာကြိုတဲ့ကိုဆွန်ရှိုလေးတွေ့ရပါတယ်ရောက်ချင်ရင်ငါတို့အသင်းကိုမျိုးဝင်မှုနည်းမိကလေးဟာညာတိုင်းငါမှမိုးနေရတယ်ပါညာဆိုပြီးကိုလိုကိုဆက်ဆက်နေနေရောက်ရှိလာပြီးတော့အသင်းနဲ့ထက်ကြွနေပြောနေပါတော့ကောင်းမလေးတော့သူ့ဒီလိုမျိုးပြပြခံနေမှုကြောင့်ပါဗျာကိုလိုလည်းမြင့်တူလေးဒိတ်ပဲမရှိတာလေဘယ်ဒီလုံးနေမှလည်းမင်းလည်းတဲ့ချိန်မှာတော့ဆန်ရှူလေးချင်းချင်းရုပ်တည်သွားပြီးတော့ခူလူကိုဒီလိုကြီးဖြစ်လာအောင်တွန်းအားပေးနေတာမဲမလားဆိုပြီးခါကမရှိကိုရောက်သွားတာ Generation of America ပါဆိုပြီးငါစီကိုလာတဲ့လူတွေကိုလည်းစိတ်ဝင်စားတယ်ပြီးတော့ငါလည်းမင်းတို့ထင်လို့မရင်းချက်သေးတာကြောင့်လောလောလတ်လတ်ငါ့ကိုစင်ခေါ်ထားတဲ့ challenge ကိုလည်းသူစိတ်ဝင်စားကြောင်းပြောပါတော့လေခုကစားပြီးတော့ရှိသမျှအားနဲ့ဖြစ်စီတော့မှဖြစ်တဲ့အတွက်ခါကမရှိကိုကြိုးတောင်းမှလိုက်ပါတော့လေဒီလိုနဲ့ကိုင်းရတဲ့အချိန်မှာတော့ခိုင်ဂျိုရဲ့အားကစားနည်းပြရတယ်။ကောင်မလေးကိုမြင်လိုက်ရတဲ့အချိန်မှာမန်နေဂျာမှတ်နေပြီးတော့ coach ဖြစ်တာကိုသိလိုက်ရတဲ့အချိန်မှာအံ့ဩနေပါဒါပေမဲ့နောက်ပြဿနာတစ်ခုကအားကစားကွင်းရဲ့ half court ကိုပဲအသုံးပြုရမှာဖြစ်ပြီးတော့ဘာလို့လဲဆိုတော့ဒီနေ့ကစားမယ်ခိုင်ဂျို versus Serene ရဲ့ basketball ပြိုင်ပွဲရလဲဘာမှထူးထူးပညာရမှာမဟုတ်သလိုသူ့အသင်းသားတွေရဲ့ practice လုပ်နေတဲ့အချိန်ကိုလည်းအနောက်ရှက်မပေးချင်ဘူးပေါ့ဗျာ။အဲဒါကြောင့်အခုလိုမျိုး half court ကိုပဲအသုံးပြုရမယ်ဆိုတာသိလိုက်ရတော့လေ။ကျွန်တော်တို့ရဲ့ coach ကတော့ဒေါသတွေပြေးသွားနေပေါ့ဗျာ။အဲ့လိုနဲ့ခါကမီယာလည်းထင်သေးခံရတော့ငါပြင်းရမယ်ဆိုပြီးတော့စိတ်အားတွေထက်သန်နေပါရော ready နေထားနေပေါ့တစ်စက်တည်းခိုင်ဂျိုရဲ့ coach ကလည်းကိုဆန်ရွှေစီကိုရောက်လာပြီးတော့မင်းဒီနေ့ကစားစရာမလိုချောင်း uniform လည်းဝတ်ထားစရာမလိုဘူးပေါ့ဗျာမင်းလည်းဒီ game မှာပေးစော်မှာမဟုတ်ဘူးဆိုတာကိုလာပြီးသိပေးပါတော့လေဆန်ရွှေကလည်းဟာအဲ့လိုမလုပ်ပါနဲ့ဆရာပါညာပြောနေပြီနဲ့ coach ကလုံးဝထဲဖို့မပေါ်တော့ဆန်ရွှေကလည်းချက်ချင်းပဲငါတောင်းမှမှာလေဆိုပြီးကိုလိုကိုလိုစီကိုချက်ချင်းပဲပြေးသွားပါတော့လေဒါပေမဲ့တခုပဲဒီနေ့တော့စောလို့မရတော့ဘူးဒါပေမဲ့ခုမင်းတို့ကစားမယ်ငါ့ရဲ့အသင်းပေါ်တွေကိုမင်းတို့ကောင်းကောင်းကြုံနိုင်ရင်ငါ့ရဲ့ coach ကလည်းငါ့ကိုထည့်နေအဲ့ဒါဆိုရင်မင်းတို့နဲ့ငါနဲ့ဆော့ရအဲ့လိုဆော့ချိုးပြီးလောက်သွားကြပြီးတော့ငါ့ကောင်ဒီ game နဲ့ဝင်လာနိုင်လုပ်နိုင်မှာမဟုတ်ဘူးဆိုရင်တော့ Generation of America ကိုလည်းရှင်းနိုင်မယ်ဆိုတာဝေးကြီးပဲဆိုပြီးခင်းနေသွားပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကကိုလိုကိုကချက်ချင်းပဲလုံးဝတီတီနေနေနဲ့ပဲမင်းတွေးဘူးလောက်ထားပါမင်းငါတို့စောင့်နေစရာဘူးဆိုပြီးတော့ locker can နဲ့ကို uniform ချက်ချင်းသွားလဲပါတော့တယ်ဒီလိုနဲ့နောက် scenes မှာတော့ Kaiju versus Serene ဆိုတဲ့ practice match ကိုစတင်လာပါပြီနော်မစတင်ဒီမှာပဲလူချင်းစစ်နေတဲ့အချိန်မှာစတော့မှဖြစ်တဲ့အတွက်ဆွေးနွေးဘက်ကကစားသမား9ယောက်ပြအောင်ဖြစ်ရမယ်ဆိုပြီးတတိပေးနေပါဗျာဒါပေမဲ့အဲ့ဒီနီးပြတတိမထားမိလိုက်တာကရောက်ရှိနေပြီဖြစ်တဲ့ခရိုကိုပဲဗျာထပ်ပြီးတော့လေခရိုကိုအသင်းပေါ်လည်းတတိထားမိပုံမပေါ်ဘူးဗျာခိုင်ဂျိုဘက်က coach ကလည်းမထင်မရှားကစားသမားတွေပါနေတယ်ပေါ့ဗျာဒီချိန်ကတိတ်စိတ်ဝင်စားဖို့မကောင်းဘူးပေါ့အဲ့လိုနဲ့ပဲကောက်ချက်ချပါတော့လေဒီလိုနဲ့ပဲပွဲလေးကစတင်ပါတော့လေပွဲဆက်စချင်းမှာပဲခိုင်ဂျိုဘက်ကဘောလုံးကိုစရလိုက်ပြီးတော့အပေးယူကောင်းကောင်းနဲ့တိုက်စစ်စတင်ပါတော့လေဒါပေမဲ့ဘယ်ကနေရောက်လာမှမသိတဲ့ခရိုကိုရဲ့ဖျက်ထုတ်မှုနဲ့အတူပြန်လည်ဥဆောင်ပါတော့လေတစ်စက်တည်းခိုင်ဂျူဘက်ကကပတိန်ဟာချက်ချင်းပဲလူကတ်လိုက်တဲ့ချိန်မှာတော့ခိုလိုကိုဘက်ကလည်းချက်ချင်းဆိုပြီးခါကာမီကို pass ပေးလိုက်ပြီးတော့ခါကာမီက full strength နဲ့အတူတန်းလိုက်ပါတော့တယ်တစ်စက်တည်းလက်ထဲမှာ basketball ရဲ့ goal ကွင်းကြီးကလည်းပါလာပြန်တော့ပေါ့ဗျာအစင်တင်သွားတာတကူကတော့ full court ပြန်ပြီးတော့အသုံးပြုပြီးကစားရတော့မှဖြစ်တယ်ပေါ့ဗျာကွင်းအသေးကပျက်စီးသွားပြီဆိုတော့ကွင်းကြီးကိုပဲပြောင်းရတာပေါ့ဗျာတောင်းနေကြရတာပေါ့ခိုင်ဂျူဘက်ကအတင်းသားတွေကလည်းခါကာမီရဲ့စကေးကြောင့်လက်ခိုင်ဂျူနီးပြကကိုဆန်ရှူချက်ချင်းထပြီးတော့ဝင်ပါဖို့ပြောပါတော့တယ်ဒီလိုနဲ့ကျွန်တော်တို့မျှော်လင့်နေခဲ့တဲ့ခိုင်ဂျူ versus Serene ကိုမြင်တွေ့ရပါတော့မယ်ခူကူရဲ့မင်းငါတို့ကိုတိတ်မဆောင်အောင်ဘူးဆိုတဲ့စကားကိုတက်တည်ပြနေတယ်ပေါ့ကိုဆန်ရှူကလည်းဒီနည်းနဲ့မင်းငါ့ကိုဝင်အောင်လုပ်တာလားဆိုပြီးတော့ခါကာမီကိုခနဲ့ရင်ခုနကခါကာမီတုံးခဲ့တဲ့အကွက်နဲ့ပဲတန်းပြလိုက်ပါတော့တယ်ကောင်မလေးတွေနဲ့အတင်းသားတွေအားလုံးရဲ့အားပေးမှုနဲ့အတူပေါ့ဗျာအဲကြားတဲ့ကောင်မလေးတွေကိုတက်တာပြလိုက်တော့ကပတိန်ပြန်လာခံရသေးရဲ့ဒီလိုနဲ့ခါကာမီတို့ဘက်ကလည်းနောက်တကူအနေနဲ့ကပတိန်ရဲ့ pass ခူလူကိုရဲ့ double pass နဲ့အတူနောက်တကူသွင်းလိုက်ပါတော့တယ်အဲ့လိုနဲ့ပွဲစဉ်အစ3မိနစ်ပဲရှိသေးပေမဲ့တစ်ဖက်နဲ့တစ်ဖက်အကျိတ်နေဖြစ်နေပြီးတော့နှစ်ဖက်စလုံးရဲ့ကစားပုံတွေကလည်း defense ဘက်ကိုလုံးဝမရောက်တော့ဘဲတိုက်စစ်ဆင်နေတဲ့အချိန်ကိုရောက်ရှိနေပါတယ် Generation of America ကလူပါတဲ့အသင်းတော်မှာရှင်ပြီးကစားနိုင်တဲ့ခါကာမီနဲ့ခူလူကိုရဲ့ skill ကိုလည်း coach အပါဝင်တင်းပေါ်တွေရော captain တွေရောအားလုံးအံ့ဩရင်းနဲ့ pressure တွေလည်းအပြည့်ပေါ့ဗျာတစ်ဆက်တည်းမှာပဲခူလူကိုရဲ့ pass နဲ့အတူအလျင်မြန်မဲ့ခါကာမီက fade away အလှလေးနဲ့တွင်းတဲ့အချိန်မှာတော့ကိုဆန်ရှူရဲ့ block ကိုခံလိုက်ရပါတော့တယ်တစ်ဆက်တည်းမှာပဲဆန်ရှူရလည်းခုနကခါကာမီတုံးခဲ့တဲ့ fade away အလှလေးနဲ့အတူခါကာမီထက်ပိုပြီးတော့တိကျတန်လာတဲ့ copy နဲ့အတူ pace လုပ်ပြီးပြန်တွင်းပြလိုက်ပါတော့တယ်တစ်ဆက်တည်းမှာပဲ coach နဲ့ခူလူကိုရဲ့ဆုံးဖြတ်ချက်ကတူးနေတယ်ခူလူကိုကသူနည်းနည်းပင်ပန်းနေပြီဖြစ်တဲ့အတွက်နားဖို့နည်းနည်းလူကြောင်းနဲ့ခါကာမီကိုလည်းစိတ်လျှော့ထားဖို့လူကြောင်းကို coach ကိုကြံပေးရင်းနဲ့ဒီအချိန်မှာခါကာမီဘက်ကအားစိုက်လေဆန်ရှူဘက်ကပို့ပြီးအားစိုက်လေအဲ့ဒါကြောင့်ခုချိန်ခဏစိတ်လျှော့ထားဖို့လုပ်ပြီးတော့ဒီလိုနဲ့ coach ရဲ့ဆုံးဖြတ်ချက်ကလည်းလူလဲဖို့ဆိုပြီးတော့ time out နဲ့အတူခဏနားကြပါတော့တယ်အဲ့လိုနဲ့ time out နားတဲ့အချိန်မှာတော့ Serene ဘက်ကဒီတိုင်းဆက်ပြီးတော့ကစားနေရင်နိုင်ဖို့မလွယ်ကြောင်းနဲ့အနိုင်ရဖို့အတွက်ဘယ်လို plan နဲ့ဘယ်လိုဆော့မယ်ဆိုတာစပြီးတိုင်ပင်ကြပါတော့တယ်
တိုင်မီနေကြရင်လည်းခက်ခါမီရှိနေရဆိုရင်ဆန်ရှူဘက်ကလည်းလုံးဝအလွတ်ပေးမှာမဟုတ်တဲ့အတွက်လေချင်းကြရင်အခြေအနေမကောင်းနိုင်ဘူးဖြစ်တဲ့အတွက်ခက်ခါမီလူစင်းလေးကောင်းမလားဆိုပြီးလုပ်နေပါတော့လေအဲ့ချိန်မှာပဲနီလန်ရှိပါသေးတယ်ဆိုတော့ခရိုကိုအတန်ကြားလိုက်ရပါတော့လေအဲ့နီလန်ဘာလဲဆိုတော့သူတို့မှာအားနည်းချက်ရှိတာဆိုတာပါပဲအတင်းသားတွေကလည်းအားနည်းချက်ကိုသိရတာနဲ့ဘာလို့စောစောမပြောပြရလဲပေါ့ဒါပေမဲ့ခရိုကိုထက်ပြောတာဟာအဲ့အားနည်းချက်အပြင်နောက်ထပ်ပြဿနာတစ်ခုရှိနေသေးတယ်ဆိုတာပါပဲခရိုကိုလက်ရှိအသုံးပြုနေတဲ့ play style misdirection ဆိုတာတိတ်ပြီးတော့ effective ဖြစ်တော့ကြောင်းနဲ့ Sancho ရလည်းအဲ့ဒါကိုတည်ထားပြီးဖြစ်ကြောင်း Sancho ပြောပြချက်အရာမိနစ်40ကျော်လာတာနဲ့ခရိုကိုရဲ့အခုသုံးနေတဲ့ misdirection ဆိုတာသုံးလို့မရတော့ဘူးဆိုတာပဲ Sancho ရှင်းပြချက်အရာအဲ့ဒီ misdirection ဆိုတာက magic လည်းမဟုတ်ဘဲနဲ့ခရိုကိုရဲ့ကိုယ်နေတဲ့ဘက်ကနေပေါ်လာပြီးတော့သူ့တတိမထားမိသေးခင်မှာပဲဘောလုံးရဲ့လာလန်းကိုပြန်ပြီးတော့ပြောင်းပြလိုက်တဲ့စနစ်ဖြစ်ကြောင်းရှင်းပြပါတယ်ဒါပေမဲ့အဲ့လိုလုပ်နေတဲ့ဟာကလည်းပွဲစဉ်အတွင်းမှာခဏခဏမြင်များလာတာဒါမှမဟုတ်ရင်ခရိုကိုဘက်ကအဲ့ဒီအကွက်ကိုခဏခဏသုံးလာတယ်ဆိုရင်ခရိုကိုရဲ့မတိမတာလှုပ်ရှားနေတဲ့လှုပ်ရှားမှုကလည်းပျောက်ကွယ်လေးဖြစ်နေတယ်အဲ့လိုပြောပြမှာပဲခရိုကိုဘက်မှာလည်း coach ကစောစောမပြောရလားဆိုပေါ်ကွင်းနေပြန်ရောအဲ့လိုနဲ့ပဲ time out အပြီးမှာတော့ coach ဘက်ကဆန်ရွှေပြစ်မှတ်ထားပြီးပိတ်ဆို့ဖို့နဲ့ man to man zone defense plan နဲ့အတူခံစစ်ကစားပုံနဲ့ခရိုကိုကိုလည်းစိတ်အေးထားဖို့ပြောပြီးတော့အမှတ်အရမ်းမကွာဖို့ပြောပါတော့တယ်ဒီလိုနဲ့ပွဲလေးစတင်ပါတော့တယ်ပွဲအစမှာပဲခိုင်ဂျိုဘက်ကနေပြီးတော့စတင်ဘောလုံးယူလာပြီးတော့ကိုဆန်ရွှေရဲ့တိုက်စစ်နဲ့တူစတင်ပါတော့တယ်ဒါပေမဲ့ဆန်ရွှေလုံးလို့မရတာကဆယ်ရင်းရဲ့ Boston 1ဆိုတဲ့ defense ကြောင့်ရှေ့တူးမရဖြစ်နေပြီနဲ့ခိုင်ဂျိုရဲ့တခြား player တွေကလည်းအချင်းတော့မဟုတ်ဘူးသူတို့ကလည်း skill ရှိပြီးသားမျိုးဖြစ်တဲ့အတွက်ဆန်ရွှေကို target ထားပြီးမစောတော့ဘဲနဲ့ free shot တွေဒါမှမဟုတ်4ရက်တွေနဲ့အတူနိုင်ယူပြီးတော့အမှတ်ကကွာနေပါတော့တယ်စီနီယာရဲ့ပေးပို့မှုနဲ့အတူခါကမီတီကဓာတ်မင်လုပ်လိုက်ပြီမဲ့ဆန်ရွှေရဲ့ block ချင်းကိုခံလိုက်ရပါတော့တယ်အဲ့ချိန်မှာပဲနှစ်ယောက်သားရဲ့ upgrade မှုတိတက်တာပြင်းထန်လာပြီးတော့ခါကမီကိုလည်းဆန်ရွှေကစပြီးတော့မင်းတို့အတင်းမှာငါတို့မှီနေတာဆိုလို့မင်းတယောက်ပဲရှိပြီးတော့ basketball အားကစားရဲ့အဓိက main ဖြစ်တည်မှုကအတင်းအဖွဲ့အဲ့ဒီအတင်းအဖွဲ့ကဘလောက်တန်မာကြောင်းပေါ်မူတည်ပြီးတော့မင်းမှာလက်ခံလို့ရတဲ့ skill တွေကိုမြင်နေရပြီမဲ့မင်းရဲ့ယခုလက်ရှိတခြား teammate တွေအားလုံးကငါတို့အတင်းကိုဘလို့မှမမိနိုင်ကြဘူး။ပြီးတော့မင်းတစ်ခါသွင်းရင်ငါမင်းကိုမင်းတဲ့နှစ်ဆကောင်းတဲ့သွင်းကိုရနေပဲအဆုံးသက်ပေးမှာမို့စစ်ပြီးတော့ game ကိုစော့မယ်ဆိုလဲရုန်းကန်လို့ရသေးကြောင်းနဲ့ဒါပေမဲ့နိုင်လို့မရဘူးဆိုတာတော့မင်းတခြားမှတ်ထားဖို့လိုတယ်ဆိုပြီးတော့အာကြီးကလည်းမင်းထင်နေတဲ့လောက်မလွယ်ပါဘူးဆိုတာလေချင်းချင်းစတိုက်ပါလို့။မှတ်မှာတော့ခါခါမင်းကအခုမှပုံမှန်ဖြစ်သွားမှရတယ်။ဇွတ်တွေထရဲပြီးမှဒီလိုလေချင်းချင်းမတိုက်ခဲ့ရအောင်ကြာပြီပုံမှန်ဆိုတော့အများနဲ့ပြောခံနေရတယ်ဆိုတော့ဆန်ရွှေကမင်းကဘဲရလဲဆိုတော့သူကအမေရိကန်လေးကြောင်းပြောင်းလာတယ်ဆိုတာကိုဆန်ရွှေလည်းသိလိုက်ရပါတော့တယ်။ကမ်မီကလည်းသူတီကိုပြောင်းလာပြီးတော့ဘတ်စကတ်ဘောကစားနေတဲ့ကာလာအတွင်းမှာပုံမှန်သူကစားခဲ့ရတဲ့ player တွေလိုမျိုးနဲ့ဒီလိုမျိုးလေးတိုက်တဲ့စကားတွေကိုမကြားခဲ့ရတော့တင်ရပြီမဲ့ကြားတော့သူလည်းပြန်ဝမ်းတာတယ်ပေါ့ဗျာ။သူ့တော့ကအဲ့လိုတန်မာပါတယ်ဆိုတဲ့လူတွေဒါမရှိခဲ့ဘူးဆိုရင်သူဆိုတာလည်းဖြစ်မလာဘူးပေါ့။ရှုံးခဲ့တယ်ဆိုရင်တော့သူ့တော့ကခွန်အားပြေးဝါရတယ်ဆိုတဲ့သဘောပေါ့ဗျာ။နောက်ပြီးတော့ပြိုင်ပွဲကလည်းအခုမှစတာဖြစ်တဲ့အတွက်အချိန်ကြီးလည်းအများကြီးကျန်သေးတာမလို့မင်းနိုင်ပြီဆိုတော့အစိုးရမပြောတင်ဘူးဗျာပြီးတော့ဆန်ရွှေရဲ့အားနည်းချက်ကိုလည်းခါခါမြတ်သိရှိနေပြီဆိုတဲ့အကြောင်းပြောလိုက်တယ်အဲ့ဒီအားနည်းချက်ကိုမင်းကပြောပြလိုက်တော့မင်းပြင်နိုင်မှာမဟုတ်သေးဘူးပေါ့အဲ့ဒါဘာလဲဆိုတော့မင်းမှာဘလောက်ပဲတော်တဲ့ကောင်းတဲ့ skill တွေပဲရှိရှိပျောက်ကွယ်နေတယ်ဆိုတဲ့အားကစား style ကိုမင်း copy ကူးချင်ကူးလို့ရမှာဒါပေမဲ့အစားကလေးကပျောက်ကွယ်ပြီးသားဖြစ်နေတဲ့လူရဲ့ skill ကိုမင်းဘယ်လိုမှ copy ကူးလို့မရနိုင်ဘူးဗျာဒီမှာဒါမင်းရဲ့အားနည်းချက်ပဲဆိုပြီးတော့ခရိုကိုရဲ့ကောင်းကိုင်ပြီးတော့လေပြန်တိုက်ပါလေဒီလိုနဲ့ episode 3ရဒီမှာပဲဆုံးသက်သွားပြီးတော့ episode 4မှာဘယ်လိုတွေဆက်ပြီးရှင်းပြသွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးနေ like and subscribe လုပ်ခဲ့ကြပါဦးနော်